GI certificate ပါတဲ့စိန်ဝင်တွေကို10သိန်းဝန်းကျင်ကနေစပြီးဝယ်ကြမယ် GI certificate ပါတဲ့စိန်ကိုမှဝယ်ကြမှာရဲဆွဲလူချင်းမတို့အတွက် 1 grand တိုင်းပေါ်မှာ install အလုံးလောက်ထားရှိပြီးရောင်းချပေးနေပါပြီနော်ပုံမှန်ရနေကြ discount ထက်ပိုများပြီးလူချင်းမတို့လိုချင်တဲ့ color quality အဆုံးရှိရမို့လုံးဝကိုလက်မလွတ်သင့်ပါဘူးနော် GI ရဲ့ 3 ဇလန်အပွင့်ကိုမှ 0.3 carat တို့ 0.9 carat size အထိ install ရှိရဲ့အပွင့်လား discount ရှော့ပြီးဈေးနှုန်းလေးတွေကိုပြပြပေးမှာမို့ video လေးအဆုံးထိကြည့်သွားပေးနော်GI ရဲ့ 0.31 carat J color VVS2 ဆိုလို့ရှိရင်တော့မူရင်းဈေး16သိန်းဝန်းကျင်ကို discount လျှော့ပြီးဈေး12သိန်းဝန်းကျင်နဲ့ရရှိနိုင်ပါတယ်။ 0.4 carat I color VS1 ကတော့မူရင်းဈေး26သိန်းဝန်းကျင်ကိုမှ discount လျှော့ပြီးဈေးဆိုရင်တော့18သိန်းဝန်းကျင်ပဲကျသင့်ပါမယ်။ငါးမူကိုက်ဖြစ်တဲ့ 0.5 carat I color VS1 ဆိုရင်တော့မူရင်းဈေး41သိန်းဝန်းကျင်ကို discount လျှော့ပြီးဈေး29သိန်းဝန်းကျင်နဲ့ရပါမယ်။ 0.6 carat I color VS1 ဆိုရင်တော့တပွင့်မူရင်းဈေး49သိန်းဝန်းကျင်ကို discount နဲ့ဆိုရင်34သိန်းဝန်းကျင်ပဲဖြစ်ပါတယ်။ propose လုပ်ဖို့အရွေးများကြတဲ့ 0.7 carat J color VS1 ကတော့မူရင်းဈေး62သိန်းဝန်းကျင်ကို discount လျှော့ပြီးဈေး42သိန်းဝန်းကျင်ပဲကျပါတော့မယ်။ GI ရဲ့ 0.8 carat I color VS1 ဆိုလို့ရှိရင်လည်းမူရင်းဈေး84သိန်းဝန်းကျင်ကိုမှ discount လျှော့ပြီးဈေး65သိန်းဝန်းကျင်နဲ့ရရှိနိုင်ပါတယ်။နောက်ဆုံးအနေနဲ့တရရီ size ဖြစ်တဲ့ 0.9 carat I color VS1 ကတော့မူရင်းဈေး135သိန်းဝန်းကျင်ကို discount နဲ့ဆိုလို့ရှိရင်တော့85သိန်းဝန်းကျင်နဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်။ဝန်ချိုခုပြပြပေးသွားတဲ့ short ဈေးနှုန်းတွေကတပွင့်နဲ့တပွင့် discount မတူတဲ့အတွက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်ပါတယ်ရှင်။ GI ရဲ့ 0.3 carat တို့ 0.9 carat size အပြင်တခြား color အစုံစိန်ဆိုင်အစုံကို 1 grand တိုင်းပေါ်မှာ install အလုံးလောက်ထားရှိပြီးရောင်းချပေးနေသလိုလူကြီးမင်းတို့စိတ်ကြိုက်စိန်မွေးတွေကိုလည်း pre-order မှာယူလို့ရပါသေးရဲ့ရှင်။အရေးသွေးကောင်းဆုံးစိန်မွေးတွေကို discount များများနဲ့ဝယ်ယူပြီးအလှပသုံးဒီဇိုင်းလိုက်ရာဖန်တီးခြင်းနဲ့ဆိုရင်တော့ 1 grand တိုင်းကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်။ video လေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။ grand တိုင်းပေါ်မှာ 1 show ပါရှင်။